သူကဒီလိုအနွယ်လေးအော်ဒီလိုအနွယ်လေးဟမ်လောက်လိုက်တာဒီမကြီးသူကသူပေါက်ပြပြီမယ်မတို့အဲ့ဒါပဲနော်ရှင်တန်ခြင်းမို့ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်ရှင်တန်မှုသာအဓိကနော်ရမ်းလာတယ်နေရင်တော့တည်သွားတယ်ဒီမှာစိုက်လို့ရလက်ဖက်ခင်းနေသူကပုံမှန်ခြေလမ်းနဲ့ဆိုရင်တော့9 နာရီတက်အခုကျွန်တော်ခြေလမ်းနဲ့ဆိုရင်တော့10 နာရီအထက်မှရှိလိမ့်မယ်တောင်းမှရောက်ဖို့လေဒီလိုအရေးအောက်တွေရမယ်အေးစိတ်တော့အဲချင်လို့ရကိုနောင်မှဘယ်သူမှမရှိတော့မရှိဘူး